အားလုံးပဲမင်္ဂလာပါအခုပြပေးမှာကတော့ကျွန်တော်တို့ဒီမိနစ်ပြန် server ပြင်ပြီးမှပါဝင်လာမယ် campaign တွေ average အကြောင်းအရာတွေကိုပြပေးတော့မှာဖြစ်ပါတယ်ဒီထဲမှာကတော့ category 3ခုရှိတယ်ပေါ့နော် campaign master league gameplay ဆိုပြီးတော့မှအဲ့ဒါမှာကျွန်တော်ပထမဆုံးအနေနဲ့ကဒီအားလုံးလည်းတည်ပြီးသားဖြစ်ကြတဲ့1 billion download campaign ပဲဖြစ်ပါတယ်ဒီထဲမှာကျွန်တော် player ကိုတယောက်ခါတော့တေချာပေါက်ရမှာပဲဖြစ်ပါတယ်ဗျာပြီးလို့ရှိရင်ကျွန်တော်မရပြန်မှာပါဝင်လာမှာပဲဖြစ်ပြီးတော့မှကျွန်တော်ဒီ channel 23ချိန်လဲရရှိအောင်မှာပဲဖြစ်ပါတယ်ဒေတာတစ်ခုကတော့ကျွန်တော်တယောက်ကိုတော့ဒီဒေတာပေါက်ရမယ်ပေါ့နော်ဒီ campaign ကတော့ဒီလိုမျိုးလေးဖြစ်ပါတယ်အမှကျွန်တော် AI ပွဲလေးတွေကံမယ်ပြီးရင်ကျွန်တော်ဒီ PP map လေးကန်ရင်းနဲ့ရရှိလာမှာပဲဖြစ်ပါတယ်ဗျာဒါလည်းမနေ့ပြန်မှာပါဝင်လာမယ် Eden Hazard ရဲ့ကျွန်တော်ဒီ Epic Bedtime Gap ပဲဖြစ်ပါတယ်ဒီ gap ကတော့ကျွန်တော်ဒီ coin တုံးပြီးမှပဲကျွန်တော်ရရှိမှာပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော် National All Star ထဲမှာပါဝင်လာမယ် Epic Player နဲ့ Bedtime Player တွေပဲဖြစ်ပါတယ်ဗျဒီတစ်ခုကတော့ဒီရှက်ရှက်ကိုပဲဖြစ်ပါတယ် daily game မှာရရှိမှာဖြစ်ပါတယ်daily game ကတော့အားလုံးနဲ့တည်ပြီးသားဖြစ်လို့ကျွန်တော်ဒီနေ့စဉ်နေ့တိုင်း penalty လေးတွေကန်ပေးသွားခြင်းဖြင့်ဒီကိုရဲ့ reward ကိုရရှိမှာပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်ဒီမှာကိုရဲ့နေ့ကနေစပြီးတော့မှ campaign လေးတွေကိုပြပြပေးထားပါတယ်ဒီ4လပိုင်း30ရက်နေ့မှာတော့ဒီ new qualification တစ်ခုလာဖို့ရှိပါတယ်နောက်ပိုင်း5လပိုင်းနဲ့မှာတော့14ရက်90 year anniversary celebration မှာ showtime player ကိုပုတ်ပြီးတော့မှဒီမှာကျွန်တော်တို့အနေနဲ့ဒီ player တယောက်ကို sign လုပ်လို့ရမှာပေါ့နော်ဒီပုတ်ပြရမယ် player တွေကိုလည်းပေါ်ပြပေးထားပါတယ်ဒီနေရာမှာကျွန်တော် master league ပဲပါဝင်လာမှာပဲဖြစ်ပါတယ် master league ကို master league sprint ဆိုပြီးတော့မှတုံးထားရပါတော့ပုံမှန်ကျွန်တော်တို့ video မှာတင်ထားလို့မျိုးကိုကစားသမားတွေနီးပြတွေတီဆောက်ပြီးတော့မှအတင်းကိုတီဆောက်အောင်ပဲပေါ့နော်နေ့ပြန်စာပါပြင်ပြီးเนาะကျွန်တော်တို့ဒီဘယ်လိုမျိုးကစားရမလဲဆိုတာကိုဒေးစိတ်ဗီဒီယိုလေးတစ်ခုလုပ်ပေးပါအောင်မယ်အခုလိုမျိုးလေးပေါ့နော် Master League Sprint ဆိုပြီးတော့မှဒီထပ်တိုးပါလာပဲဖြစ်ပါတယ်ဗျနောက်ပြီးပါဝင်လာတဲ့ skill attack တွေနဲ့ gameplay တွေကိုလည်းနေ့ပြန်စာပါပြင်ပြီးမှဒီတန်းကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်အနေနဲ့ပြုလုပ်ပေးဖို့ရှိပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်